မင်္ဂလာပါရှင်ဒီနေ့တော့အိမ်မှာလွယ်လွယ်လုပ်လို့ရတဲ့ဟင်းချက်နည်းတစ်မျိုးမျှဝေပေးပါမယ်ဒိန်ညင်းသီးကိုနူးညံ့ပြီးစားလို့ကောင်းအောင်ပြုတ်နည်းနှစ်နည်းပြောပြပေးပါမယ်ရှင်ဒိန်ညင်းသီးကိုဆေးရော့အောင်ပြုတ်တဲ့နည်းလို့ပြောလို့လည်းရပါတယ်ရှင်ကျွန်တော်ကတော့အခွန်မခွာသေးလို့ဒိန်ညင်းသီးကိုအရင်ဆုံးအခွန်ခွာမှာဖြစ်ပါတယ်အခွန်ခွာရင်လေဓာတ်နဲ့ခွာတာထက်ဇုံမီလေးနဲ့ခွာပြီးတော့ပိုကောင်းပါတယ်ဗီဒီယိုထဲမှာပြထားတဲ့ပြုတ်နည်းနှစ်နည်းတည်းကကိုစင်ပြေတဲ့နည်းနဲ့လိုက်လို့ရပါတယ်ရှင်အရင်ဆုံးပြလက်တစ်စုပ်စာလောက်ကိုရေထဲမှာထည့်ပြီးတော့မှွေပါမယ်ခဏလောက်ထားပြီးတော့ပြရည်လေးတွေကြီးလာပြီဆိုလို့ရှိရင်ဒိန်ညင်းသီးပြုတ်မဲ့အိုးတွေကိုလောင်းထည့်ပါမယ်ရေကြီးပဲယူပါတယ်အောက်ကအနှစ်ကိုမယူပါဘူးရှင်ပြရည်ကြီးလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့မီးဖို့ပေါ်မှာ15မိနစ်20လောက်ကြာအောင်တည်ပြီးထားပါမယ်မိနစ်20လောက်ကြာအောင်ပြုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ရေသွန်ပြီးတော့ဒိန်ညင်းသီးကိုရေပြောင်းအောင်စီးပါမယ်နောက်ထပ်တရေထပ်ပြုတ်ဖို့အတွက်ဒိန်ညင်းသီးလေးတွေကိုနှစ်ချမ်းဖြစ်အောင်ခွဲထားလိုက်ပါမယ်နောက်ထပ်တရေမှာတော့မကြီးသီးလက်တက်ဆုပ်စာနဲ့စားများများလေးထည့်ပါတယ်မိနစ်20လောက်ပြုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ရေသွန်ပြီးတော့ဒိန်ညင်းသီးကိုပြောင်းစီးပါမယ်ကျွန်တော်ကတော့တရေပြုတ်ပြီးတိုင်းမှာရေကို2ထပ်3ထပ်ပြန်စီးပါတယ်ဘယ်နည်းနဲ့ပဲပြုတ်ပေါ့နော်ဒိန်ညင်းသီးကိုအနည်းဆုံး2ရေ3ရေပြုတ်ပြီးတာအကောင်းဆုံးပါနောက်ထပ်တရေမှာတော့ဘာမှမထည့်ဘဲနဲ့ရေကြီးပဲထည့်ပြီးတော့ပြုတ်ပါမယ်သူ့ကိုလည်း15မိနစ်20လောက်ပြုတ်ပြီးရပါမယ်မိနစ်20လောက်ပြုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ရပါပြီဒိန်ညင်းသီးပြုတ်တဲ့ခါမှာလေသတိထားမှာကအဖုံးလုံးဝမပိတ်ဖို့ပါဘယ်နည်းနဲ့ပဲပြုတ်အဖုံးမပိတ်ပါနဲ့တိုင်းနာပဲအဖုံးကိုဖွင့်ပြုတ်ပေးပါကျွန်တော်ကတော့ဒိန်ညင်းသီးကိုထုပြပြီးတော့မြေပဲဆန်တောင်းလေးနဲ့နေစားမှာဖြစ်ပါတယ်ဒီဘဲဆန်တောင်းကလေမထည့်ချင်လဲရပါတယ်စီနဲ့စားနဲ့နေစားရင်ကိုကောင်းပါတယ်ကျွန်တော်ကတော့မြေပဲဆန်တောင်းကိုကြိုက်လို့ထည့်လိုက်ပါတယ်ဒိန်ညင်းသီးကလေစီစိမ့်နဲ့တုတ်တာပိုကောင်းတယ်ကျွန်တော်ကတော့အိမ်မှာစီချက်ချက်ပြီးသားရှိတွေရတယ်ထည့်လိုက်တာပါစီစိမ့်နဲ့လုပ်ရင်တော့ပိုကောင်းပါတယ်ရှင်ဒိန်ညင်းသီးစားတဲ့နေ့မှာရေကိုပုံမှန်ထက်များများလေးတောက်ပေးဖို့လိုအပ်ပါတယ်ရှင်အခုဆိုလို့ရှိရင်တော့မြေပဲဆန်တောင်းလေးနဲ့တုပ်ထားတဲ့ဒိန်ညင်းသီးတုပ်လေးရပါပြီဗီဒီယိုလေးကိုကြိုက်နှစ်သက်ပြီးအသုံးဝင်နေဆိုရင် like လေးနှိပ်ခဲ့ပေးပါနော်နောက်ထပ်ရိုးရှင်းပြီးအရသာရှိတဲ့အိမ်ချက်ဟင်းချက်နည်းတွေအများနဲ့တင်ပြီးသွားမှာဖြစ်လို့ subscribe လေးနှိပ်ခဲ့ပေးပါအောင်နော်အားလုံးပဲကျန်းမာချမ်းသာကြပါစေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်